ချင်းမျိုးသားများနဲ့ချင်းလက်ပြည်သူများခင်ဗျာအားလုံးနှစ်သိမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်2024ခုနှစ်အတွင်းချင်းလက်နဲ့ချင်းလူမျိုးများအတွက်အသက်ပေးလူခဲ့ကြတဲ့စစ်တေတော်များကိုလင်ကပေးလူခဲ့ကြတဲ့စစ်တေတော်များရဲရင်စွာတိတ်ပွဲဝင်ခဲ့ကြတဲ့စစ်တေတော်များကိုလေးစားဂုဏ်ပြုပါတယ်စစ်ကောင်စီကြောင့်အတိဒုက္ခရောက်နေကြသည့်ချင်းပြည်သူများနဲ့အတူဖျားရှင်အတူရှိပြီးခွန်အားပေးသနာပါစေကြောင်း2025နှစ်တည်းမှာဘုရားရှင်မှချင်းလက်နဲ့ချင်းလူမျိုးကိုလွတ်မြောက်ခွင့်ပေးသနာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်2024ခုနှစ်မှာချင်းလူမျိုးတို့ဟာစီးကန္တာမှာအောင်ပွဲများအလီရရှိခဲ့ပြီးချင်းလက်တွင်စစ်ကောင်စီနေဖြင့်အနှင်းငယ်တာထင်ချုပ်နိုင်တော့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်ချင်းပြည်ချင်းလက်ဖွဲ့စည်းပုံအခြေခံဥပဒေအရချင်းလက်ကောင်စီသည်ချင်းပြည်ချင်းလက်လွှတ်တော်ချင်းပြည်ချင်းလက်အစိုးရနဲ့ချင်းပြည်ချင်းလက်တရားလွှတ်တော်ချုပ်တို့ကိုဖွဲ့စည်းပြီးဥဆောင်လိုက်ယူခဲ့ပါတယ်။ချင်းပြည်ချင်းလက်အစိုးရအနေဖြင့်ပြည်သူ့အုပ်ချုပ်ရေး၊ကျန်းမာရေး၊ပညာရေးအပါအဝင်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါတယ်။ချင်းပြည်ချင်းလက်လွှတ်တော်ကတော်လှန်ရေးကိုအထောက်အကူပြုစေမဲ့ဥပဒေများကိုရည်ရွယ်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ချင်းပြည်ချင်းလက်တရားလွှတ်တော်ချုပ်ကတရားဥပဒေစိုးမိုးရေးပုံမှန်အားကောင်းရေးအတွက်ဆောင်ရွက်လက်ရှိပါတယ်။ဒီကဲ့သို့ဖြစ်ထွန်းတွေ့တဲ့မှုတွေဟာချင်းလန်းပြည်သူများနဲ့ဆွေးရင်းညွှန်းမှုနဲ့လုံလဝတ္တရားစိတ်ထုံမှုကြောင့်ဖြစ်ပါတယ်။ချင်းလန်းပြည်သူများဟာအမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလက်တွေ့ကျင့်သုံးနေပြီဖြစ်ပြီးဒီမိုကရေစီစနစ်ကိုလည်းအကောင့်ထဲပေါ်ကျင့်သုံးနေပြီဖြစ်ပါတယ်။ချင်းမျိုးသားများနဲ့ချင်းလန်းပြည်သူများခင်ဗျာ2025ခုနှစ်ဟာချင်းလန်းအပါဝင်မြန်မာတိုင်းနိုင်ငံလုံးအတွက်အလွန်အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။ဒီနှစ်မှာအရေးတကြီးလှုပ်ဆောင်ရမယ့်အချက်များကိုပြောချလိုပါတယ်။ပထမအချက်ကတော့စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုရေးကိုမဆုတ်မနစ်အားထုတ်ဆောင်ရွက်ဖို့ဖြစ်တယ်။မြို့တော်လှန်ရေးတိုက်ပွဲဟာ၄နှစ်ထဲရောက်ရှိလာပြီဖြစ်ပါတယ်။ဒီကာလအတွင်းမှာမိမိတို့တော်လှန်ရေးဖွဲ့များကရန်သူအများပြားကိုချေမှုန်းနိုင်နေတာမကတပ်ပြည်များတာရရရှိသူများအများပြားရှိခဲ့တဲ့အတွက်စစ်ကောင်စီဟာစစ်မှုမထားမနေရအမိန့်ထုတ်ပြန်ပြီးစစ်သားစုဆောင်မှုများအတင်းအကျပ်ပြုလုပ်ရတဲ့အထိတက်ရင်အားမလုံမလောက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ချင်းပြည်နယ်အတွင်းမှာစစ်ကောင်စီအနေနဲ့မြို့၄မြို့ကိုသာထိန်းချုပ်နိုင်တော့တာကိုတွေ့ရမှာဖြစ်ပါတယ်။2025ခုနှစ်အတွင်းချင်းလန်းကိုအာဏာရှင်စစ်တပ်ကင်းစင်သည့်ပြည်နယ်ဖြစ်ရေးအတွက်ဂျူပန်တိတ်ပိုးဝင်ကြမှာဖြစ်ပါတယ်။ဒီနိုင်ငံလုံးအတိုင်းအတာအနေဖြင့်စစ်အာဏာရှင်စစ်တပ်ကင်းစင်သည့်ဒေသမြို့နယ်များပုံမသိမ့်ပိတ်ရရှိရေးအတွက်တော်လှန်ရေးအဖွဲ့အားလုံးတက်ညီလက်ညီအခြေရှိတိတ်ပွဲဝင်ကြဖို့တိုက်တွန်းလိုပါတယ်။ချင်းမျိုးသားများနဲ့ချင်းလန်းပြည်သူများခင်ဗျာဒုတိယအချက်အနေနဲ့ချင်းမျိုးသားစီးလုံးညီရေးအကြောင်းပြောလိုပါတယ်။တိုင်းပြည်တစ်ခုအင်အားတောင့်တင်းဖို့ဟာတိုင်းသူပြည်သားများရဲ့စီးလုံးညီမှုအပေါ်မှာမူတည်ပါတယ်။တိုင်းသူပြည်သားများစီးလုံးညီမှုမရှိတဲ့တိုင်းပြည်ဟာပျက်စီးခြင်းကိုရောက်ခဲ့ကြတာကိုသမိုင်းမှာမြင်တွေ့သိရှိခဲ့ကြပြီးဖြစ်တယ်။ဒီကနေ့ရှစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အရေးပေါ်ကာလဟာချင်းတော်လှန်ရေးအုပ်စုများအကြားမှာဖြစ်စေချင်းပြည်သူလူထုအကြားမှာဖြစ်စေညီညွတ်မှုရှိဖို့ပုံမလိုအပ်နေတဲ့ကာလဖြစ်ပါတယ်။ချင်းလက်လွတ်မြောက်ရေးအတွက်ချင်းလူမျိုးအားလုံးစုစည်းဆောင်ရွက်ဖို့လိုအပ်နေတဲ့ကာလဖြစ်တယ်။အကယ်၍ချင်းလူမျိုးအကြားမှာအမြင်မတူညီမှုများရှိခဲ့ပါကဆွေးနွေးညှိနှိုင်းပြီးအဖြေရှာကြပါမယ်။အားလုံးလက်ခံနိုင်တဲ့အဖြေရှာပွဲချင်းလက်ပြည်သူများအကြားအမြင်ကင်းရှင်းဖြင့်ချင်းလန်းတိဆောက်ရေးကိုဖော်ဆောင်ကြမှာဖြစ်တယ်။ဒါဟာအောင်မြင်မှုရဲ့တော့ချက်ဖြစ်ပါတယ်။ယနေ့မျက်မှောက်ခက်ကာလမှာချင်းလူမျိုးတို့ဟာပြည်တွင်းပြည်ပမှာရှိတဲ့ချင်းမျိုးသမန်အားလုံးစုပေါင်းပါဝင်တဲ့ချင်းပြည်သူတော်လှန်ရေးကိုဆင်နွှဲနေကြပြီဖြစ်တယ်။လက်နက်ကင်တိုက်ပွဲကိုမှသာစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းနိုင်မည်ကိုတစ်ထစ်ချယုံကြည်လက်နက်ကင်တော်လှန်ရေးလိုင်းစီကိုတမျိုးသားလုံးတင်းရတင်းရုပ်တည်ကျင့်သုံးနေပြီဖြစ်တယ်။ဒိုင်နာလက်နက်ကင်တော်လှန်ရေးအဖွဲ့များနဲ့ဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်လည်းရှိပါတယ်။စစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိလက်တွဲပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။2025ခုနှစ်တည်းချင်းမျိုးသားစီးလုံးမျိုးကြီးအခိုင်အမာအောက်မြစ်ချနိုင်သည့်နှစ်ဖြစ်ရေးအတွက်အားလုံးစုပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်။ချင်းမျိုးသားများနဲ့ချင်းလန်းပြည်သူများခင်ဗျာဒါတည်းအချက်ကတော့စစ်ကောင်စီအနေနဲ့နိုင်ငံရေးထွက်ပေါ်အတွက်ရုပ်ကုပ်ပွဲကျင်းပပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ
တရားဝင်အစိုးရဖွဲ့စည်းနိုင်ရေးကျူပန်လှုပ်ဆောင်လျက်ရှိသူကိုတွေ့ရှိရပါတယ်။အချင်းကရင်နီချင်းရခိုင်ပြည်နယ်များနဲ့ရှမ်းပြည်မြောက်ပိုင်းမှာရွက်ကွက်ပွဲလှုပ်နိုင်တဲ့အခြေအနေမရှိတဲ့အပြင်စကိုင်းတိုင်းမကွေးတိုင်းတချို့နေရာဒေသမှာလည်းလှုပ်ဆောင်နိုင်ပွဲမရှိတာကိုတွေ့ရတယ်။သို့တော့စစ်ကောင်စီအနေနဲ့လှုပ်နိုင်တဲ့နေရာများမှာလှုပ်ဆောင်သွားရေးစိုင်းပြင်းလက်ရှိတာကိုတွေ့ရှိရပါတယ်။စစ်ကောင်စီအနေနဲ့အာဏာသိမ်းစစ်တပ်ဖြစ်တဲ့အတွက်ရွက်ကွက်ပွဲလုပ်ဖို့အခွင့်အာဏာမရှိပါဘူး။ဒါအပြင်စစ်တပ်ပြုတ်လို့တဲ့ရွက်ကွက်ပွဲဒီလွတ်လပ်ပြီးတရားမျှတတဲ့ရွက်ကွက်ပွဲလုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ချင်းပြည်သူများအပါအဝင်မြန်မာပြည်သူပြည်သားအားလုံးဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုအပ်ပါတယ်။အာဏာသိမ်းစစ်တပ်ကိုတရားဝင်ခွင့်လုံးဝမပေးသင့်တဲ့အပြင်စစ်အာဏာရှင်စနစ်အပြစ်ပြတ်တဲ့အထိတေပွဲဝင်ကြီးကိုတစ်စိတ်မမတ်လှုပ်ဆောင်ကြဖို့နှိုးဆော်လိုပါတယ်။နိုင်ငံတော်အစိုးရများအနေဖြင့်ရွက်ကွက်ပွဲဆိုင်ရာနှီးပညာပတ်ပိုးမှုများလက်လာဆောင်ကြည့်ရေးဖွဲ့များဆက်လက်ပေးခြင်းစတဲ့စစ်အာဏာရှင်စနစ်အတွင်းအစီအတီတက်နိုင်ရေးပံ့ပိုးဆောင်ရွက်မှုများကိုမပြုလုပ်ကြဖို့တောင်းဆိုလိုပါတယ်။ချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာဒီအချင်းကာလဟာချင်းမျိုးသားများမျှော်မှန်းခဲ့တဲ့ချင်းလင်းတိဆောက်ရေးအတွက်ဖျားသခင်ကအစီအစဉ်ပေးတဲ့အချင်းကာလဖြစ်ပါတယ်။ပြည်တွင်းပြည်ပမှာရှိတဲ့ချင်းလူမျိုးများနဲ့ချင်းလင်းပြည်သူများအားလုံးမိမိကြရာကာလအသီးသီးကနေအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာအင်တိုက်အားတိုက်ပါဝင်ကြဖို့တိုက်တွန်းရင်းနေကုံချော်ပါတယ်။ချင်းမျိုးသားတော်လှန်ရေးမုတ်ချအောင်ရမည်